ဒီဇလန်းလေးကတော့စန်းအွန်းဆိုတဲ့လူငယ်တစ်ယောက်အကြောင်းပါသူကသူ့ရဲ့ချစ်သူမင်းစုနဲ့အတူပတ်စံမချမ်းသာပေမဲ့အေးချမ်းတဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့တူတူနေထိုင်နေသူပါတနေ့မှာတော့သူ့အဖေကအံ့အားသင့်စရာလျှို့ဝှက်ချက်တစ်ခုကိုဖွင့်ပြောပါတယ်သူတို့မိသားစုမှာပတ်စံကိုအသုံးပြုတဲ့အခါမှသာအင်အားထူးခြားတဲ့စွမ်းအားတွေပေါ်လာတဲ့တွေးသားရှိနေတယ်ဆိုတာပါအစမှာစန်းအုံးမယုံကြည်ပါဘူးသူ့အဖေကစန်းအုံးရဲ့လက်ကိုကင်ပြီးစွမ်းအားတွေပေးလိုက်ပါတယ်ဒါပေမဲ့ပတ်စံကိုကင်လိုက်ချိန်မှာလူသားတွေမရှိတဲ့အင်အားအမြန်နှုံးတဲ့အနာတွေအလိုလျောက်ကုသနိုင်တဲ့စွမ်းအားတွေပေါ်လာတဲ့အခါမှာတော့အမှန်တရားကိုလက်ခံရပါပြီဒါပေမဲ့စီးမြင့်တွေရှိပါတယ်စွမ်းအားသုံးတိုင်းပတ်စံတွေပျောက်သွားပြီးမြေပြင်ပေါ်ကိုကြက်ပြားတွေကျလာပါတယ်ပတ်စံကုန်သွားရင်စွမ်းအားလည်းပျောက်သွားပါပြီအကြောင်းကိုစန်းအုံးကမင်းစုကိုပြောပြပါတယ်မင်းစုကလည်းမယုံမကြည်ဖြစ်နေတဲ့အတွက်စန်းအုံးကပတ်စံကိုအိတ်ထဲထည့်ပြီးသူ့စွမ်းအားကိုပြပါတယ်မင်းစုကအတော်အံ့အားသွားပေမဲ့မျက်လက်ပညာလို့ထင်နေပြီးမယုံသေးတဲ့အတွက်စန်းအုံးကလည်းမင်းစုစီကပတ်စံတောင်းပြီးသူ့စွမ်းအားတွေကိုထပ်ပြပါတယ်နောက်မှာတော့မင်းစုကစန်းအုံးရဲ့စွမ်းအားတွေကိုစမ်းသပ်မှုပြုလုပ်ပါတယ်စမ်းသပ်မှုပြုလုပ်ပြီးနောက်မှာစွမ်းအားမသုံးဖို့မင်းစုကပြောပါတယ်ဒါပေမဲ့အလုတ်ကင်တဲ့ပတ်ဝန်းကျင်မှာကူညီရမလားမကူညီရမလားဆိုတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်စန်းအုံးရဲ့ဘဝကအယမ်းရှုပ်ထွေးလာပါတယ်။ဒီနေ့မှာတော့ဘတ်စကားအန်ရကြီးတစ်ခုကိုစန်းအုံးကစွမ်းအားသုံးပြီးကယ်တင်နိုင်ခဲ့ပါတယ်။လူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ဥပဒေအရတော့သူဟာတန်တရားဖြစ်လာပြီးဖမ်းဆီးခံရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖေကအကျွေးများကြီးခြံထားခဲ့တာကိုသိရပြီးစန်းအုံးရဲ့ဘဝကပိုပြီးခက်ခဲလာပါတယ်။နောက်ပိုင်းမှာတော့စန်းအွန်းဟာပြောင်းဟိုအင်းနဲ့ဗန်းမီဆိုတဲ့စွမ်းအားရှင်တွေနဲ့တွေ့ဆုံပြီးကိုရီးယားစွမ်းအားရှင်အသင်းအကြောင်းသိလာပါတယ်။စွမ်းအားရှင်တွေကိုမနာလိုတဲ့လူဆိုးတွေကသူတို့ရဲ့စွမ်းအားကိုဖမ်းယူချင်နေကြတာပါ။စန်းအွန်းဟာမျက်နှာဖုံးတက်ပြီးလျှို့ဝှက်ဟီးရိုးဖြစ်လူတွေကိုကူညီလာပါတယ်။ဒါပေမဲ့မင်းစုကသူ့ရဲ့လှုပ်ရှားမှုတွေကိုတန်တရားဖြစ်လာပြီးသူတို့ရဲ့ဆက်ဆံရေးလည်းတဖြည်းဖြည်းကြမ်းတမ်းလာပါတယ်။အရာအလုံးကိုနောက်ွယ်ကနေထိန်းချုပ်နေသူကတော့ဂျိုနာသန်ဖြစ်ပါတယ်။သူကစွမ်းရှင်တွေကိုအသုံးချပြီးလူလောကကိုဖျက်ဆီးဖို့ကြံစည်နေသူပါတနေ့မှာတော့စန်းအွန်ဟာစွမ်းအားပြေဝပျောက်ဆုံးသွားတဲ့အချိန်မှာပဲမင်းစုကိုပြန်ပေးဆွဲခံလိုက်ရပါတယ်စွမ်းအားမရှိတော့ပေမဲ့စန်းအွန်ဟာမပြေးပဲတိုက်ခိုက်ဖို့ဆုံးဖြတ်ပါတယ်သူ့အဖေရဲ့စကားကိုမှတ်မိလာပါတယ်စွမ်းအားအမှန်ကပတ်စံမဟုတ်ဘူးနှလုံးသားကပဲဖြစ်တယ်ဆိုတဲ့စကားကြောင့်ပြောင်းဟိုအင်းနဲ့ဗန်းမီတို့နဲ့အတူဂျိုနာသန်ရဲ့အခြေစိုက်စခန်းကိုဝင်လိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ဘုံတလုံးပောက်ကွဲပြီးစန်းအွန်းဟာတေဆုံးသွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ဗျောင်ဟိုအင်ရဲ့အကြံပေးမှုနဲ့အတူအချိန်ကိုပြန်လှည့်နိုင်တဲ့စွမ်းအားရှင်များကြောင့်အချိန်ကိုပြန်လည်ချိုးဖောက်နိုင်ခဲ့ပါတယ်။မင်းစုကပတ်စံပေးပြီးစန်းအွန်းရဲ့စွမ်းအားကိုပြန်ရစေပြီးသူတို့ထွက်ပြေးနိုင်ခဲ့ပါတယ်။ဂျိုနာသန်ကတော့လက်မလျှော့ပဲစွမ်းအားဆေးတွေကိုအကုန်ထိုးသွင်းပြီးမြို့တစ်မြို့လုံးကိုဖျက်ဆီးလာပါတယ်။စန်းအွန်းကရောက်လာပြီးအပြန်အလှန်တိုက်ခိုက်ကြပါတယ်။စန်းအွန်းလည်းတိုက်ခိုက်ရင်းပတ်စံကုန်သွားပါတယ်။ဂျိုနာသန်ရဲ့စွမ်းအားကလည်းအတော်လေးကိုကြီးမားတဲ့အတွက်စန်းအွန်းတယောက်လဲကျသွားပါတယ်။စန်းအွန်းဟာပတ်စံမရှိတော့လို့လဲကျသွားတဲ့အချိန်မှာပြည်သူတွေကသူ့ကိုယုံကြည်ပြီးဂျိုနာသန်ကိုတိုက်ခိုက်နိုင်ဖို့အတွက်ပတ်စံတွေကိုလွှင့်ပေးကြပါတယ်။အဲ့ဒီအခါမှာစန်းအွန်းရဲ့စွမ်းအားပြန်လည်ရရှိလာပြီးပြောင်းဟိုအင်းနဲ့ဗန်းမီတို့နဲ့အတူဂျိုနာသန်ကိုနောက်ဆုံးအကြိမ်မှာတော့အနိုင်ယူနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အပြစ်သားတွေကိုလည်းဥပဒေအရစီရင်နိုင်ခဲ့ပြီးစန်းအွန်းနဲ့မင်းစုတို့ဟာဘဝအသစ်ကိုစတင်လိုက်ကြပါတယ်။ဇလန်းရဲ့အဆုံးမှာတော့မင်းစုကကိုဝင်ရှိနေပြီဆိုတာကိုပြောပြပြီးစန်းအွန်းဟာမိသားစုအတွက်အလုပ်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဇလန်းကပြောချင်တာကတကယ့်အင်အားဆိုတာပတ်စံမဟုတ်ဘူးချစ်ချင်းမေတ္တာတတိနဲ့ယုံကြည်မှုပါပဲ။